ငါပါဒီနေ့မနက်ကဘာရွှေဈေးကွက်ကဒေါ်လာ90ကျော်လောက်ဟပြီးတော့မှတက်သွားခဲ့ဒီနေ့မေလ25ရက်နေ့မှာကျွန်တော်ကဘာရွှေဈေးကွက်ကိုတုံးတက်ပြီးမှာပါအခုလက်ရှိlanding session မှာရှိပါတယ်เนาะ landing session မှာကဘာရွှေဈေးကွက်က25ရက်နေ့မှာဘယ်ဘက်ချမ်းကိုအားတာမလဲเนาะဈေးကွက်က technically အရာเนาะဘယ်ဘက်ချမ်းကိုပို့ပြီးတော့မှအားတာချက်ရှိနေတယ် technically အရာ analysis တူလုပ်ကြပါတော့เนาะဆိုတော့အခု day 1ကိုရင်သွားလိုက်ပါမယ်day 1ကိုသွားလိုက်မယ်အဲ့တော့ဒီမှာเนาะ day 1မှာ market ရဲ့လက်ရှိเนาะ trend ကိုပြောပါဆိုလို့ရှိရင်เนาะဒါအတက် trend မှာပဲရှိနေသေးတယ်ဈေးတန်းဒီ4550 4440เนาะဒါဟိုအပတ်တည်းကလည်းကျွန်တော်ပြောခဲ့ပြီးသားเนาะအဲ့တော့အဲ့ဒီအောက်ကိုဖောက်ဆင်းသွားတော့မှာပဲ4300 3800အကျ bearish ကိုပြက်တာဝင်သွားမှာဆိုတော့ trend အရာကတော့အတက် trend မှာပဲရှိရဲအဲ့တော့အဲ့အတက် trend ကိုကျိုးဖို့ကပထမချက်4550ဒုတိယအချက်4440เนาะဒုတိယချက်4440အဲ့တော့ဒီနေရာမှာပါเนาะဒီဈေးတန်းလေးပါဆိုတော့ stretcher ကိုကြည့်လိုက်မယ်ဒီမှာ stretcher ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်เนาะ stretcher အရာကတော့ market က stretcher သဘောတရားမှာတော့အကြပိုင်းကိုနည်းနည်းလေးဥတည်နေတယ်ဘယ်ထိလဲ3800ထိသူကဆင်းကျင်တယ်အလားအလာဖြစ်နေအဲ့တော့ဒီနေရာလေးမှာပြန်ကြည့်လိုက်တော့ဒီမှာ corrective wave ဒီမှာ corrective wave သွားနေတယ်ဒီအရှိ corrective အရှိမှာပြန်ကြည့်လိုက်တဲ့အခါကျတော့ဒီမှာ very impulse လာတယ်ပြီးတော့ဒီမှာက retreat လာတယ် retreat လာပြီးတော့ဒီလိုပြန်ထိုးမဆင်းသွားဘူးထိုးမဆင်းမဲ့နဲ့ဒီမှာ corrective လာနေအဲ့တော့ဒီသဘောတရားဒီ4550နဲ့4440ကိုဖောက်ဆင်းတော့မှာပဲ3800ပဲမြင်ရမှာအဲ့တော့ဒီမှာ corrective wave အဲ့တော့ဒီ corrective လေးကိုဖောက်ဆင်းသွားတဲ့အချိန်ကြတော့မှာပဲ market ကအကြပိုင်းလာလိမ့်မယ်အဲ့တော့ဒီနေရာမှာသတိထားရမှာကအယောင်းသမားတွေကလည်း breakout ဖြစ်မှာကိုသတိထားရမယ်အဝယ်သမားတွေကလည်းဒီနေရာမှာ reverse ပြန်ဖြစ်မှာကိုသတိထားရမယ်ဘာလို့လဲဒီနေရာကနေပဲเนาะအတက်ပိုင်းဆိုတာအကြအနေပဲလာတယ်အဲ့တော့အကြသမားတွေကလည်းရောင်းရင်နဲ့ဒီအတက်လာမှာကိုသတိမမူတတ်ကြအောင်အဲ့မှာရှုံးကြအဲ့တော့ဆိုလိုချင်တာအခုဒီဒါ market ကအကြကိုလည်းကျိုးသွားမယ်အခြေအနေတစ်ခု bearish ကိုလည်းဝင်သွားမယ်အခြေအနေတစ်ခုမှရှိတယ်လို့ပြန်ပြီးတော့ reverse bullish ကိုပြန်ဝင်သွားနိုင်တဲ့အခြေအနေတစ်ခုမှလည်းရှိနေတာဖြစ်တယ်အဲ့တော့အားကြောင့်အခုလက်ရှိ4440အောက်ကို breakout ပြက်တာရောက်တော့မှ swing state position သမားတွေကရောင်းပါ day သမားတွေကတော့ဒါကတော့ထပ်ပြီးကျွန်တော်တို့ H4 တို့ H1 တို့မှာစက်ကြည့်မယ်ပေါ့နော်ဒီနေ့အတွက် level တွေကရောင်းလို့ကောင်းမလဲပေါ့နော် day သမားတွေအတွက်ကတော့အဲ့တော့ swing state position တွေကတော့ခုနဈေးတန်း4550တို့4440တို့ဒီဈေးတန်းတွေကိုကျိုးသွားတယ်ဆိုတော့မှပဲလိုက်ရောင်းပါပေါ့နော်ဆိုတော့ H4 ကိုစက်ကြည့်ကြမယ်Okay ဒီမှာ H4 ပါ H4 ကိုကျွန်တော်ဆက်သွား H4 မှာကြည့်လိုက်တဲ့အခါအရင်ဆုံးဘာကိုတွေ့ရလဲဆိုတော့ဒီမှာ very impulse ကိုတွေ့ရမယ်ပြီးတော့ဒီ impulse ကနေ retreat လာတယ် retreat လာပြီးတော့သူဒီပါပြန်ဖြစ်လဲဆိုရင်ထပ်ပြီးတော့ wave 5 break ကောက်ဆက်သွားတယ်ဒီမှာကြည့်လိုက်ပါ3ကိုကြော်သွားပြီเนาะကြော်သွားပြီးတော့ဒီညမှာသူကဆက်မဆင်းတော့4400ကျွန်တော်တို့ဒါဟိုးရက်ကလေးကျွန်တော်သတင်းကို contact ဒီ photo လေးနဲ့လည်းကျွန်တော် sharing လုပ်ထားရပေါ့နော်ဆိုတော့ဒီမှာ4440အောက်ကိုမကြိုး4440 4450နဲ့ bullish pattern ပြန်ဝင်သွားတယ်เนาะ4565ဒီအဲ့တော့ bearish တော့ရှိတယ်အဲ့တော့ trend အရာပြန်ကြည့်ရင် A4 မှာ trend အရာပြန်ကြည့်ရမယ်ဆိုလို့ရှိရင်เนาะ bearish ထဲမှာဝင်နေတယ်stretcher နဲ့ပြန်ကြည့်လိုက်ရင်ကြတော့ inverted head and shoulder stretcher ကိုတွေ့ရတယ်เนาะ inverted head and shoulder stretcher ကိုတွေ့ရတယ်အဲ့တော့အဓိက main ဈေးတန်းကိုကြည့်လိုက်တော့4500နဲ့5အဲ့တော့4500နဲ့5ကိုဖောက်ဆင်းပြီဆိုရင် A4 မှာ4450လောက်ထိလာလိမ့်မယ်အဲ့တော့ဒီနေ့ရောင်းကျင်တဲ့သူတွေက4500လို့ဈေးတန်းမျိုးဖောက်ဆင်းနေဆိုတော့မှပဲရောင်းပေါ့เนาะဆိုတော့အဲ့ဒါလေးပြောချင်တယ်ပေါ့เนาะနောက်တစ်ချက်ကထပ်ပြီးတော့မှเนาะဒီမှာ gap နဲ့တော့ပွင့်သွားတယ်ပွင့်သွားပြီးတော့အခုအတက် line ကိုတွားနေရနေပြီ candle ကိုပြန်ကြည့်လိုက်တော့နည်းနည်းလေးဒီနေရာမှာ bearish pattern ပြန်ဝင်လာတယ်အဲ့တော့ပြန်ဝင်လာတော့အခုနေပေါ့เนาะဒီ candle ဒီအခုဒီ candle ဒီ4550လောက်နဲ့ပိတ်သွားမယ်ဆိုလို့ရှိရင်ဒါဈေးတန်းတွေစက်တိုက်ပြန်ပြီးတော့မှ4520လောက်ထိကျဆင်းလာနိုင်တယ်အဲ့တော့အခုဒီကနဲ့ဒီ4550နဲ့မပိတ်ပဲနဲ့4560တို့4564တို့တနည်းအားဖြင့်4580တို့နဲ့ပိတ်သွားလို့ရင်ကျွန်တော်လိုက်ဝယ်ကြပါ4620ဒီအဲ့တော့ A4 အခုပိတ်ဈေးကိုကြည့်ပြီးတော့ market ကအတက်ကိုတွားမလားအကျကိုတွားမလားဆိုတော့အဖြေတစ်ခုထွက်သွားလိမ့်မယ်။ဘာလို့လဲဒီမှာပတ်တန်တစ်ခုအတက်လမ်းကြောင်းကနေဒီမှာပတ်တန်အကျလမ်းကြောင်းကိုဝင်လာနေ။အဲ့တော့အဲ့ပတ်တန်အပြည့်အကျကိုဖြစ်ဖို့ဆို4550အဲ့အောက်လေးမှာအဲ့ပတ်ချာလေးမှာပိတ်ဖို့လို့အဲ့တော့မှ bearish pattern တစ်စုံပြည့်သွားမှာပြည့်ရောမှပဲပစ်20ကျော်ပစ်30လောက်ဒါဇက်တိုက်ပေါ့နော်ပစ်ဒါဒေါ်လာ20ကျော်လောက်ဆက်ဆင်းပါပေါ့အဲ့လိုမဟုတ်ဘူးเนาะ50အပေါ်မှာပဲပိတ်တယ်60 90နဲ့ပိတ်သွားရဆိုရင် market က4620လောက်ထိသွားလိမ့်မယ်အဲ့ဒါကြရင်ဒီ H4 က bullish ကျွန်တော်ခုနပြောဈေးတန်းမှာပိတ်ရင်ဝယ်4550လို့အောက်ဈေးတန်းမှာအဖြစ်ရအောင်เนาะဒါကတော့ H4 အရာပါအဲ့တော့ H1 မှာပြန်ကြည့်လိုက်တော့ဘယ်နေရာမှာပို့ပြီးတော့အားတာနေလဲเนาะဘယ်ဘက်ကိုပို့ပြီးတော့ breakout ဖြစ်ဖို့အားတာနေလဲဆိုရင်သူ့ရဲ့ price အနေထားလေးကိုကြည့်လိုက်တော့ဒီမှာသူက cap shape structure မျိုးလာယူနေရယ်เนาะဒီမှာ cap shape structure မျိုးဒီမှာထိုးတက်ရမယ့်ဟာဒီညာလေးမှာနည်းနည်းလေးပြန်လာယူရယ်ဒီမှာ cap shape ကနေအခု gap နဲ့ပွင့်သွားတယ်ပွင့်သွားပြီးတော့လေတခါဒီမှာ corrective အဲ့လိုမျိုးပဲ cap shape structure တွေမှာလာပြီးရှိပြီးတော့မှာပဲယူနေရယ်เนาะအဲ့တော့ဒီမှာ
ထပ်ပြီးတော့ H1 အရာကြည့်လိုက်ကြတော့တက်ဖို့900ဒီလုံးကအရန်ကောင်းတယ်အဲ့မှာ candle pattern ကိုကြည့်လိုက်တော့ဒီမှာ hammer candle တွေ့ရတယ်အဲ့တော့ H1 အရာကတော့အခုပိတ်ဖို့ကလည်းဒါလိုသေးရပေါ့နော်အခု H1 အရာပိတ်ဖို့ဆိုနောက်4မိနစ်လောက်ပဲလိုတော့တယ်အဲ့တော့ဒီ H1 ဒီ4500ဒါ50အထက်မှာပိတ်တယ်ဆိုရင် market က4580လောက်ကိုလာလိမ့်မယ်ကျွန်တော်ဝယ်ရလိမ့်မယ် H1 က4550အောက်မှာပိတ်သွားတယ်ဆိုရင်တော့နည်းနည်းလေး short term ပေါ့ဗျာကျွန်တော် scalping တော့အားမပိတ်ဘူးဒါပေမဲ့ scalping trader တွေကကြတော့4550အောက်မှာပိတ်သွားရင် scalping trader တွေက59လို့60လို့ဈေးနှန်းမှာ entry ဝင်ဘယ်ထိလဲဆိုရင်40 38လောက်ထိဝင်လို့ရတယ်နော်အဝယ်သမားတွေကတော့ဘယ်လောက်မှပဲပြန်ဝယ်လို့ကောင်းတယ်ဆိုရင်4540လို့ဈေးနှန်းမျိုးမှာပဲဝယ်လို့ကောင်းမယ်နော်4540နောက်တစ်ချက်က4530ဈေးနှန်းမျိုးမှာပဲဝယ်လို့ကောင်းမယ်အဲ့တော့အခု60လို့နော်60လို့ပေါင်းနဲ့ပိတ်သွားရင်တော့ဒီ H1 အပြောင်းပိတ်သွားရတယ်60လို့ပေါင်းနဲ့ပိတ်သွားရင်ဝယ်80လောက်ကိုတက်လိမ့်မယ်အကယ်လို့50အောင်နဲ့ပိတ်သွားရင်တော့ဒါ40လောက်ထိလာလိမ့်မယ်နော်အဲ့တော့ H1 အရာကဒါဒီလို candle အပြောင်းလေးဒီ zone လေးမှာ entry ဝင်ပါအဲ့တော့ M30 လောက်ကိုထပ်ကြည့်မယ်ဆိုတော့ M30 မှာကတော့เนาะ bullish ကနေ bearish tracer pattern ဝင်လာတယ်လက်ရှိပြီးတော့လေဒါ corrective wave ထဲမှာရှိရဲသူ့ရဲ့အရှိကိုပြန်ကြည့်လိုက်တော့ bull impulse ကိုမြင်ရတယ်เนาะ30 minute ဟိုဟာ bull impulse ရှိရဲ corrective ရှိရဲသူ့အရှိကိုကြည့်လိုက်ရင် bull impulse ရှိရဲ corrective ရှိရဲဒီမှာ bull impulse ရှိရဲသဘောကလုံးဝဒီမှာเนาะ bearish ကနေပြန်ဝင်လာတယ် corrective bull impulse corrective bull impulse အဲ့တော့ M30 နဲ့ပြန်ကြည့်လိုက်ရင်ကြတော့လေတော့ဥပြောတယ်4550ဈေးတန်းကအရေးကြီးတယ်အဲ့ကနေ bullish pattern ပြန်ဝင်တယ် hammer တို့ပင်ပါတို့ anchor flame တို့ bullish anchor flame တို့စသဖြင့် bullish candle pattern တွေဝင်နေဆိုရင်တော့ဝယ်ရလိမ့်မယ်เนาะဒီ4550ကိုကျိုးသွားတဲ့အချိန်ကြမှာပဲရောင်းသမားတွေကရောင်းဖို့စဉ်းစားဒါကလေဒေးသမားတွေ scalp သမားတွေပေါ့နော်ဆွဲသမားတွေကတော့ H4 ရ4550ပါเนาะရောင်းချင်အဲ့တော့9မိနစ်လောက်ကိုကြည့်မယ်9မိနစ်လောက်ကိုကြည့်ရင်တော့အရှိမ bullish pattern ရှိပြီးတော့ corrective wave လာတယ်အခု stretcher ရကြည့်ရင် M shape ကိုသွားနေတယ်အဲ့တော့သူ့ရဲ့ M ရဲ့ neckline ကလည်းပြန်ကြည့်တော့ဒီမှာ4553 4550ဈေးတန်းပဲเนาะဒီမှာဒီဈေးတန်းပဲအဲ့ဒီကောင်ကိုကျိုးသွားပြီဆိုရင်ဒီမှာ M shape stretcher ကလည်းပြည့်ပြည့်သားသားဝင်သွားပြီဒါကြီးကိုကျိုးမှာဒီ neckline ကြီးကိုဒီ price ကြီးကိုကျိုးမှာเนาะ breakout ဖြစ်သွားတော့မှဒါ4540 4530လောက်ကိုလာမှာเนาะဘယ်လောက်ထိအောင်လာနိုင်လဲ4530လောက်ထိကိုလာနိုင်တယ်အဲ့ချိန်ကျတော့မှရောင်းအဲ့တော့ဒေတာကတော့ရှင်းရှင်းလင်းလင်းလေးပဲရောင်းရမယ့်စုံတွေဝယ်ရမယ့်စုံတွေသိပြီဆိုတော့ကျွန်တော်တို့ဒီသုံးသက်ချက်အတိုင်း action plan ကိုလုပ်ဖို့ပဲလုပ်တယ်เนาะအဲ့တော့ swing state position သမားတွေကတော့ဒါစောင့်အောင်ပဲပြက်ပြက်သားသားเนาะ4550ကိုဒီနေ့ပိတ်စီးပြက်ပြက်သားသားဖြစ်လာ4440ကိုပြက်ပြက်သားသားဖြစ်လာအဲ့လို point တွေကိုစောင့်ပြီးတော့မှလုပ်နောက်တစ်ချက်က swing သမားကတော့ H4 လောက်နဲ့ပြန်ကြည့်4500လို့ဈေးနှန်းမျိုး break ဖြစ်မှပြန်လုပ်ဒီသမားတွေကကြတော့ရှင်းတယ်เนาะကျွန်တော်ခုန H1 time frame မှာလေးရှင်းပြပြီးသွားပြီ H1 ကဒါ50အထက်နဲ့ပိတ်တယ်ဟိဆိုရင်ဝယ်เนาะ80လောက်ထိကိုကင်လို့ရတယ်50အောက်မှာပိတ်သွားရဆိုရောင်းဖို့ကိုလည်းတဲပြီး50 40မှာသွားမရောင်းနဲ့60လို့နေရ50နဲ့ပိတ်ပြီးသွားရင်သူက60လောက်ကိုပြန်ပြီးနည်းနည်းလေးပြန်အတက်ဆွဲတဲ့အချိန်မှာရောင်းဘယ်လောက်ထိလဲ40 30လောက်ထိထားလို့ရတယ်အဲ့တော့ဝယ်ခြင်းတဲ့သူတွေကကြတော့လုံးဝ50အောက်ပိတ်သွားပြီဆိုမဝယ်တော့နဲ့4530လို့ဈေးတန်းမျိုးလောက်ကြမှာပြန်ပြီးတော့ဝယ်ဖို့ဝင် bullish pattern တွေကိုစောင့်ပြီးတော့ M30 မှာလည်းကျွန်တော်ရှင်းပြသွားပြီเนาะတက်ဖို့ကပို့ပြီးတော့လားကောင်းတယ်4550ကနေသူဒီ bullish pattern တွေပြန်ဝင်နေဆိုရင်ဝယ်ပါเนาะအဲ့တော့9မိနစ်မှာလည်းရှင်းပြပြီးသွားပြီအဲ့တော့ဒီနေ့အတွက်ကတော့တေချာအရေးကြီးတဲ့အဓိကဇုံက4500နဲ့50ဖြစ်တယ်เนาะ4550အောက်ကိုကျိုးရင်တောက်လျှောက်30 20လောက်ထိဆင်းလိမ့်မယ်เนาะအဲ့လောက်ကြမှာပြန်ဝယ်ပြီးရင်နောက်တစ်ချက်က4500လို့ဈေးတန်းမျိုးကိုထိုးဖောက်ဆင်းနေဆိုတော့မှထပ်ပြီးတော့မှထပ်လိုက်ရောင်းပါအဲ့တော့ action plan တွေကိုတကယ်လုပ်တဲ့အခါမှာတော့ risk management တွေကိုသိချာလေမမေ့ပဲနဲ့ပေါ့နော်ချိန်ဆပြီးတော့လုပ်ဘာပြောချင်တာလဲဆိုရင် trader တယောက်နဲ့တယောက်ကဒီ loss side user တွေ trade တဲ့ဟာတွေတူမှာမဟုတ်တူတဲ့အကြောင်းလည်းမရှိဘူး။ဘာကြောင့်လဲဆိုတော့ equity မတူကြအောင် balance မတူကြအောင်အဲ့ဒါကြောင့်ကိုကတခြား trader တစ်လို့လို့ကိုယ့်စီမှာတစ်လို့လိုက်မလုပ်နဲ့တခြား trader 10လို့လို့ကိုယ့်စီမှာ10လို့လိုက်မလုပ်နဲ့အားကြတယ်ဆိုတာကောင်းတယ်နော်စူးစမ်းဖို့အတွက်အားကြရမယ်လေဒါပေမဲ့အားကြတယ်ဆိုပြီးတော့အတူယူမှားလို့မရအောင်ကိုကမနိုင်ဝင်နဲ့ကိုအကောင့်သေးသေးလေးကိုဟာထိုလူကလည်းဒီလောက်ရနေတယ်ဒီလူကလည်းဒီလောက်ရနေတယ်ဆိုကိုလည်းရကြမှာဆိုပြီးတော့ loss side ကြီးတွေမတင်နဲ့ trading မှာအဲ့ဒါအကြီးမားဆုံးတော့အမှားပဲအဲ့ဒါကြောင့်ပဲမအောင်မြင်ကြအဲ့တော့ equity ကိုကိုယ့်ရဲ့ဒီ equity ကိုကြည့်အဲ့ဒီ equity ရဲ့ဒီ risk ကို 1% ထက်လုံးဝမပို့စီနဲ့1000ရှိရလူဆိုလို့ရှိရင်ဒါ30ပေါ့နော်အဲ့တော့1000ရှိရလူဆိုလို့ရှိရင်100ပေါ့နော်တသိန်းရှိရလူဆိုရင်1000ပေါ့အဲ့တော့ကိုယ့်ရဲ့ 1% ထက်မပို့စီနဲ့အဲ့ဒီလောက်ထက်မပို့တဲ့ loss side ကိုလုံးပြီး stop loss တွေကိုခံအခုကျွန်တော်ပြောရတဲ့ profit တွေကိုယူတဲ့အခါမှာ1 2 3 1 2 4လောက်နဲ့ထားပြီးတော့ trade အဲ့တော့1 2 3 1 2 4ဆိုရင်ဘယ်လိုယူရမှာလဲလို့တခါ machine နဲ့လို့ဒီ video analysis မှာတွဲပြီးတခါပြပြပေးလိုက်မယ်เนาะpit 20 $20 လောက်အောက်ကိုယူတယ်ဆိုလို့ရှိရင်ဒါ3လောက်နဲ့တွက်မယ်ဆိုလို့ရှိရင်ကိုကဒါ$5လောက် asset ထားလို့ရတယ်$6လောက်မှာเนาะ5လောက်အကယ်လို့1 2 3နဲ့တွက်မယ်ဆိုရင်ပေါ့အကယ်လို့1 2 5လောက်နဲ့တွက်မယ်ဆိုလို့ရှိရင်ကိုကဒါ$3 $4ပတ်ချာလေးလောက်မှာထားလို့ရမယ်အဲ့လိုပြောချင်တာเนาะဆိုတော့ risk management ကိုတေချာလေးစနစ်တကျဒီ risk ကိုမကြော်လွန်မဲနဲ့ trade ပါ
အားလုံးအချိုးမြတ်ရပါစေအဲ့တော့နောက်ရက်သုံးသက်ချက်လေးမှာလည်းပြန်ပြီးတော့ဆုံတွေ့ပါမယ်ကျွန်တော်သုံးသက်ချက်ကမိတ်ဆွေတို့အတွက်အသုံးဝင်ခဲ့တယ်ဆိုရင် comment မှာလည်းyes လို့မှတ်ခဲ့ပါ see you ပါ